ပရာဟိတလောက်တာကြာလာရင်သေချင်းတရားကိုမကြောက်တော့ဘူးလို့ထင်ကြလားမဟုတ်ဘူးဗျာတကယ်တော့ကျွန်တော်တို့ကသေချင်းတရားနဲ့ပိုနီးဆက်လာလေလေကြောက်စရာကောင်းတဲ့လောကတစ်ခုအကြောင်းကိုပိုသိလာလေလေပဲအဲ့ဒီညကအလောင်းသွားတဲ့တာမဟုတ်ဘူးအိမ်မာရင်ဆုံးသွားတဲ့လူတစ်ယောက်ကိုအဝတ်အစားလဲပေးဖို့ပြင်ဆင်ပေးဖို့အကူအညီတောင်းလို့သွားခဲ့တာအိမ်ရောက်တော့လူနာကကတင်ပေါ်မှာဆုံးနေပြီတအိမ်လုံးကလည်းငိုယိုနေကြတာကျွန်တော်လေအလောင်းကိုတန်ရှင်းရေးလုပ်ပေးဖို့ပြင်နေလူသေးတယောက်ရဲ့ကိုယ်ခန္ဓာကအေးစံနေတာတဘာဝပဲဒါပေမဲ့ကျွန်တော်အဲ့ဒီအဖိုးရဲ့လက်ကိုကင်ပြီးအင်ကြီးလဲပေးဖို့လုပ်တဲ့အချိန်မှာသူ့လက်ချောင်းတွေကကျွန်တော်လက်ကိုပြန်ပြီးညှစ်လိုက်တယ်လို့ခံစားလိုက်ရတယ်စိတ်ထင်လို့နေမှာပါဆိုပြီးဆက်လုပ်တယ်ဒါပေမဲ့ခေါင်းရင်းဘက်ကိုတွားပြီးညှက်နှာတုပ်ပြီးတဲ့အချိန်မှာပိတ်ထားတဲ့သူ့မျက်တောင်လေးကတုံခါနေတာကိုအနီးကမြင်လိုက်ရတယ်ပြီးမှလေလူတွေအများကြီးရှိနေတာပဲဒါပေမဲ့အဲ့ဒီအခန်းထဲမှာကျွန်တော်နဲ့အဲ့ဒီအလောင်းပဲရှိနေတယ်လို့မျိုးခံစားချက်ကအယံထူဆန်းနေတယ်အဲ့ဒီမှာလည်းမပြီးသေးဘူးဗျာအလောင်းကိုအဝတ်လဲပြီးပြီလို့အုပ်ဖို့ပိတ်ပြူဆွဲလိုက်တဲ့အချိန်မှာကျွန်တော်နာလေးတယ်ဆိုပြီးတပြင်းချတာအကြီးကြီးကြားလိုက်ရတယ်အဲ့တော့လူရှင်တပြင်းချတာမဟုတ်ဘူးအေးစပ်ပြီးအနက်အတက်တစ်ခုပါတဲ့အပန်းမျိုးကျွန်တော်လန့်သွားပြီးလူနာရှင်တွေကိုကြည့်လိုက်တော့သူတို့ကဘာမှမကြောက်ကျွန်တော်တယောက်တည်းကြားတာအဲ့ဒီအချိန်မှာပဲကတင်အောက်ကနေလက်တစ်ဖက်ထွက်လာပြီးကျွန်တော်ခြေချင်းဝက်ကိုလှမ်းဆွဲလိုက်တယ်လို့ခံစားလိုက်ရလို့ငုံကြည့်လိုက်တော့ဘာမှမရှိဒါပေမဲ့ကျွန်တော်ခြေချင်းဝက်မှာတော့အေးဆက်ဆက်အရာတစ်ခုကရစ်ပတ်ထားတော့မယ်အဲ့ဒီနေ့ကအပြန်ကောင်းမောင်းတဲ့အချိန်မှာကျွန်တော်လုံးဝမကြည့်ရတော့ဘာလို့လဲဆိုတော့ကျွန်တော်ပခုံးပေါ်မှာတစ်ခုခုကလေးလံနေပြီကားနောက်ခံလေးကနေရှူရှူရှေ့ရှေ့အသက်ရှူတာနေကကျွန်တော်လေကောက်ကိုလာထိနေလို့ပဲလူတွေကပြုံးကြတယ်ပရာဟိတသမားတွေမှာအဆောက်အရှောက်ရှိနေတယ်ဒါပေမဲ့တခါတလေကြာရင်လေကျွန်တော်တို့ကူညီပေးခဲ့တဲ့သူတို့ကကြည်စုတင်လုံးလို့ထင်ပါရဲ့အိမ်အထိပါလိုက်လို့ဆက်တကြသေးကြတယ်ဗျာ